ဆူဇန်တို့ဝတ်သားဒုတ်ထိုးနဲ့အရသာစင်တူတဲ့ဟာကိုလွယ်လွယ်လေးနဲ့ချက်စားကြမယ်ဆူဇန်ကဒီ ready made ထုတ်သုံးထုတ်ကိုသုံးပါမယ်သူကဝက်ရှာဝက်ဦးနောက်ပြီးတော့ဝက်နွေရွက်ပေါ့နော်အဲ့သုံးမျိုးလုံးကိုပဲငံပြားရည်နဲ့နှက်ပြီးတော့အရသာဝင်အောင်လှုပ်ထားပြီးသားပါအဲ့တော့ဆူဇန်တို့အုပ်ပူလာပြီဆိုရင်စီးလေးနည်းနည်းထည့်ပါမယ်ဒီ ready made ထုတ်တွေကိုအသီးရွက်တွေနဲ့လည်းပြန်ကြော်စားလို့ရသလိုbarbecue တို့ဒါမှမဟုတ် hot pot တို့မှာလည်းထည့်စားလို့ရတယ်ဆူဇန်ကပဲငံပြားရည်ရဲ့ဒီ5 spicy ပေါ့နော်တရုတ်မဆလာထည့်မှာပါဆူဇန်မြည်ကြည့်တဲ့အခါမှာ तू ကအရသာအဲ့လိုတော်တော်ပေါ့လေးဖြစ်နေတယ်ပေါ့နော်ပြီးတော့အယောင်လည်းနည်းနည်းလူသေးတာနဲ့ဆူဇန်မရိုက်လိုက်မိဘူးဆူဇန်စားရဲ့အချုံမုတ်နည်းနည်းရဲ့နောက်ပြီးလို့ရှိရင်ခရုစီကိုထမင်းစားစွန်းနဲ့3စွန်း4စွန်းလောက်ထပ်ထည့်လိုက်ပါတယ်စီလေးပြန်လာပြီဆိုလို့ရှိရင်တော့အိုးချလို့ရပါပြီအရသာကတော့ဝတ်သားဒုတ်ထိုးနဲ့တော်တော်စင်ပါတယ်ဒုတ်မထိုးထားအောင်ပဲရှိတာပါဆူဇန်တို့ဝယ်ခဲ့တဲ့ဆိုင်လိပ်စာနဲ့ဆိုင်နာမည်လေးထည့်ပေးလိုက်ပါတယ်နော်ဈေးနှုန်းကတော့တခြားမမှတ်မိတော့ဘူးတစ်ထုပ်ကို3ပေါင်လောက်ပေးရမယ်လို့ထင်ပါတယ်